Hello Shalom အားလုံးပဲမင်္ဂလာပါဒီနေ့ဟာကျွန်တော်ရဲ့32နှစ်ပြည့်တဲ့ကျွန်တော်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်တစ်စစ်ထဲမှာ Valentine နေ့လည်းဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေများအားလုံးဆင်ပြေကြပါစေဒီနေ့ဒီဗီဒီယိုထဲမှာကျွန်တော်မွေးနေ့ရောက်တိုင်းမှာကျွန်တော်မိဘကကျွန်တော်ကိုမျက်ရည်ကျစီခဲ့တဲ့အရာကိုဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်သွားမယ်ဆိုရင်တော့ချစ်မေဆွေတို့အတွက်လုံးဝအကျိုးမရုပ်စေရဘူးလို့ကျွန်တော်ကတိပေးပါတယ်ဘဝတက်တာထဲမှာမိခွန်းထုတ်စရာတွေအများကြီးရှိပါတယ်ကျွန်တော်အသက်15နှစ်ပြည့်လာတဲ့အခါမှာမိခွန်းစာထုတ်လာပါတယ်ဘဝရဲ့ရည်မှန်းချက်ပန်းနိုင်များလူချင်းတိတိုက်ဖြစ်မလာတဲ့အခါမှာငါဘာကြောင့်ဒီမိသားစုနဲ့ပေါက်ဖွာရတာလဲငါဘာကြောင့်လူဖြစ်ရတာလဲဆိုပြီးတော့မှမိခွန်းနေထုတ်တက်လာပါတယ်တိုင်မဲ့ဒီချိန်မှာတော့ဖယားရှင်ကတစ်ချိန်လုံးကကျွန်တော်မိခွန်းထုတ်ခဲ့တဲ့အရာတွေအားလုံးဟာခြေချူးချီးမွမ်းစရာအဖြစ်ဖယားကပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီအဖြစ်ကကျွန်တော်ဘယ်မှာတွေ့သွားလဲဆိုတော့လက်ဝါးကားတဲ့ပုံမှာပဲဖြစ်ပါတယ်ကျွန်တော်ညီကိုမောင်နှမ9ယောက်ရှိတဲ့ထဲမှာကျွန်တော်က6ယောက်မြောက်ဖြစ်ပါတယ်ဖယားကကျွန်တော်မိဘကိုသားသမီး9ယောက်ပေးပြီးတဲ့နောက်ပိုင်းမှာကလေးဆက်ယူဖို့ရန်အတွက်ကျွန်တော်မိခင်ရဲ့အတ္တတာကတော်တော်လေးကျမကြီးချွတ်တယ်လာတဲ့အခါမှာကလေးဆက်မွေးဖို့ဆိုတဲ့အခြေအနေလုံးဝအဆင်မပြေတော့တဲ့အခိုက်အတန့်လေးကိုကြော်ဖြတ်ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်မိခင်ကျမကြီးလုံးဝချွတ်တဲ့အတွက်ကြောင့်မိသားစုအတန်းဝဲများကအကြံပေးခြင်းအပြင်တော်၎င်းအမျိုးမျိုးအခြေအနေအများကြီးအဆင်မပြေမှုတွေကြောင့်ကလေးဆက်မယူတော့ဘူးလူအပ်တဲ့ခွဲစိတ်ကိုတာမှုခံရဖို့ရန်အတွက်ကျွန်တော်တို့ရွာနဲ့အနီးဆုံးမြို့ကိုတွားခဲ့ပါတယ်အဲ့လိုခွဲစိတ်ကိုတာမှုခံရဖို့ရန်အတွက်တွားနေတဲ့အချိန်မှာလမ်းတစ်ဝက်ရောက်လာတဲ့အခါမှာအတန်ကကျွန်တော်မိခင်ကိုစကားပြောတာဖြစ်ပါတယ်မင်းတစ်ချိန်လုံးကကလေးရဖို့ရန်အတွက်ငါစမဆူတောင်းနေမြဲရင်မြဲခွနဲ့ငါစမဆူတောင်းနေအဲ့ဒီဆူတောင်းတန်ကိုငါနားညောင်းပေးတယ်တာသမီ9ယောက်ငါပေးခဲ့ပေးပြီအခုဒီချိန်မှာငါရဲ့အလူတော်အတိုင်းမင်းရဲ့ဘဝအသက်တာထဲမှာငါရဲ့အလူတော်ကိုဝယ်မခံနိုင်ဘူးလားဆိုရဲစကားတန်ကိုကျွန်တော်မိခင်ကကြားလိုက်တဲ့အခါမှာအဲ့ဒီနေရာမှာပဲကျွန်တော်မိခင်ကကိုရောကျွန်မမားပြီးခွန်လို့ပါကျွန်မကိုရောအလိုတော်တိုင်းပဲဝန်ခံပါမယ်ကိုရောအလိုတော်တိုင်းပဲဖြစ်စေပါဆိုပြီးတော့မှအဲ့ဒီနေရာမှာပဲခွဲစိတ်ကူတာမှုကိုမခံယူဖို့ရန်အတွက်ကျွန်တော်မိခင်ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်အလိုနဲ့ခွဲစိတ်ကူတာမှုမခံယူဘဲနဲ့ရောပြန်လာတယ်မကြဘူးအာဗြဟံတန်ဆူရာဒီလောကမှာလူဖြစ်လာတယ်နောက်ထပ်ဒေးဗစ်ခိုင်ဆိုတဲ့ကျွန်တော်ရဲ့အညီလေးဒီလောကမှာလူဖြစ်ခွင့်ရခဲ့တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်တော်စဉ်းစားတဲ့အခါမှာကိုရောယေရှုတင်နေတစ်ချိန်လုံးကကျွန်တော်မိခွန်းထုတ်ခဲ့တဲ့အရာတွေမိသားစုကိုကျွန်တော်အပြစ်တင်ခဲ့တဲ့အရာတွေမိဘကိုကျွန်တော်အပြစ်တင်ခဲ့တဲ့အရာတွေအတွက်ကိုရောခွင့်လို့ပါ30နှစ်တိုင်ကျွန်တော်ဒီလူလောကမှာလူတစ်ယောက်ဖြစ်လာဖို့ရန်အတွက်လွန်ခဲ့တဲ့30နှစ်တုန်းကကျွန်တော်မိဘကတည်ရရှင်ရင်မှာယက်တီပေးနေတယ်ဆိုတဲ့အရာကိုကျွန်တော်သိလိုက်ရတယ်။ဒါကြောင့်ဒီချိန်မှာကျွန်တော်ဒီတည်တည်ခံနိုင်တာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘဝတက်တာကယူရှင်းပါတယ်။တကယ်လို့တဆုံတယောက်ကအာဗြဟံထံမင်းဒီလောကမှာဘာလို့နေရလဲမင်းဘာအတွက်အသက်ရှင်နေတာလဲလို့ကျွန်တော်ကိုလာမင်းလွန်ခဲ့တဲ့30နှစ်တုန်းကကျွန်တော်ရဲ့မိခင်ကိုစကားပြောသွားတဲ့ဖယားကိုကျွန်တော်ကိုကွယ်နေပါတယ်သူရဲ့ကြီးမားလို့နဲ့သူရဲ့ကျေးဇူးမေတ္တာတရားသူရဲ့ကြီးမြတ်ခြင်းသူရဲ့တန်ရှင်းခြင်းတရားတွေကိုကျွန်တော်တခြင်းရေးဆက်ပြီးတော့မှသူရဲ့ဂုဏ်တော်ကိုကျွန်တော်ချီးမွမ်းဂုဏ်ပြုနေပါတယ်ကျွန်တော်အဲ့လိုပဲဖြည့်သွားမှာပါတကယ်လည်းကျွန်တော်ဒီလူလောကမှာလူဖြစ်ရခြင်းရဲ့ရွေးချက်ကိုလောကတဲ့ထက်မှကျွန်တော်တွေ့သွားတာဖြစ်ပါတယ်
ကျွန်တော်ကိုချစ်တော်ကြောင်းလူစားတိကိုခံယူပြီးတော့မှဒီလောကကိုနှိမ်ချစွာနဲ့အစီခံကျွန်းတဲ့နိုင်ငံတို့သူဆင်ကြွလာတယ်ကျွန်တော်ရဲ့အပြက်လုံးဆုံးကိုသူယူဆောင်သွားတယ်ကျွန်တော်လွတ်မြောက်ဖို့လုံငါသူကညင်ပန်းနေစခြင်းနဲ့ခံပေးတာဖြစ်ပါတယ်ကျွန်တော်ထာဝရအသေးရဖို့လုံငါအပြည့်အခါတည်ခြင်းကျွန်တော်ကိုစားခံပေးသွားတာဖြစ်ပါတယ်။အိုးကျွန်တော်ဒီနေ့တခြင်းဆိုနိုင်တာဒီနေ့ကျွန်တော်အသက်ရှင်ခွင့်ရတာဒီနေ့ဒီလူလောကမှာကျွန်တော်ငြိမ်သက်ဝမ်းမြောက်စွာနဲ့နေ့ရက်တိုင်းကိုကျွန်တော်ဖြတ်တန်းခွင့်ရတာကလွန်ခဲ့တဲ့နှစ်2000ကျော်တော့ကယေရှုခရစ်တော်ကလည်းဝါကားတဲ့ပုံမှာကျွန်တော်အတွက်ကိုစားခံပေးတော်ကြောင်းဖြစ်တယ်ဆိုတာကျွန်တော်ကောင်းကောင်းရှင်းရှင်းလင်းလင်းမြင်တတ်သွားပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေဒီဗီဒီယိုလေးကိုကြည့်နေရင်နဲ့မိတ်ဆွေရဲ့ဘဝတက်တာထဲမှာဒီလူလောကမှာလူဖြစ်ရချင်းရဲ့ရည်ရွယ်ချက်မသိသေးဘူးဘဝကအတိတ်ပဲမရှိဘူးဘဝမှာမိခွန်းထုတ်เสียအများကြီးရှိတဲ့အထဲမှာအဖြစ်မတွေ့သေးဘူးဆိုရင်ခွန်အားပေးပါရစေကျွန်တော်တက်တာထဲမှာလွန်ခဲ့တဲ့30နှစ်တောင်ကကျွန်တော်မိခင်ကတည်ရရှင်ရေးမှာကျွန်တော်အတွက်ရက်တည်ပေးတော့ကြောင်းကျွန်တော်လူလောကမှာလူဖြစ်ရတော့ခွင့်ကျွန်တော်ရရှိထားတာဆိုတာကျွန်တော်သိလိုက်ရတယ်။ဒါကြောင့်ကျွန်တော်လူဖြစ်ရချင်းရွေချက်ကလုံးဝတန်ဖိုးရှိတယ်ဆိုတာကျွန်တော်ကောင်းကောင်းသိတယ်။နေ့ရက်တိုင်းမှာဝမ်းမြောက်စွာနဲ့ဒီနေ့ရက်များကိုဖြတ်ကျော်နိုင်တယ်ဆိုတဲ့အရာပေါ်မှာလဲလွန်ခဲ့တဲ့နှစ်1000ကျော်တုန်းကယေရှုခရစ်တော်ကကျွန်တော်ပြစ်ကိုးစားလက်ဝါးကားတဲ့ပေါ်မှာပြစ်လုံးစုံကိုယူဆောင်ပြီးတည်ခြင်းမျက်စုံမကိုအောင်မြင်ပြီးရှင်ပြန်ထမြောက်ပြီးကတိများစွာထားခဲ့ပြီးတော့မှကျွန်တော်တို့အာမခံချက်တို့ပေးထားတယ်။ဒါကြောင့်ဘဝတက်တာထဲမှာများစွာသောမိခွန်းထုတ်စရာတွေယေရှုခရစ်တော်ထဲမှာအလုံးစုံရှိတယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပါရစေ။ဒါကြောင့်ကျွန်တော်ဒီနေ့မှာဒီဗီဒီယိုလုပ်ရခြင်းရဲ့အကြောင်းရင်းကကျွန်တော်ကိုအသက်ရှင်ခွင့်ပေးတဲ့သူဖယားသခင်နာမတော်ကိုကျွန်တော်ချီးမွမ်းခြင်းလို့ဖြစ်တယ်။သူရဲ့အသက်ရှင်ခြင်းကြောင့်ကိုကျွန်တော်ဝင်ငါတက်တည်ခံခြင်းလို့ဖြစ်တယ်။နံပါတ်2ချက်ကျွန်တော်တို့တည်ရရှင်ရေးမှာယက်တည်ပြီးတဲ့ကျွန်တော်အမိဘအများပေါ်မှာကျွန်တော်ဂျေဇုတင်စကားပြောခြင်းတော်ကြောင့်ဖြစ်တယ်။လွန်ခဲ့တဲ့30နှစ်တုန်းကကျွန်တော်မိဘကိုစကားပြောတော့တဲ့သူဖယားရှင်နာမတော်ကိုကျွန်တော်ချီးမွမ်းပါတယ်။ပြီးတော့လွန်ခဲ့တဲ့30နှစ်တုန်းကကျွန်တော်အတွက်တည်ရရှင်ရေးမှာယက်တည်ပြီးတဲ့ကျွန်တော်ရဲ့မိဘအများပေါ်မှာကျွန်တော်ဂျေဇုတင်စကားပြောခြင်းပါတယ်။ပြင်ကျွန်တော်မိသားစုညီကောင်မနာကြီးပေါ်မှာကျွန်တော်ဂျေဇုတင်တယ်လို့ကျွန်တော်ပြောခြင်းပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများရောက်ချင်းစီတိုင်းကျွန်တော်ရဲ့မွေးနေ့ကိုဂုဏ်ပြုပေးတယ်လို့ကျွန်တော်သတ်မှတ်လိုက်ပါတယ်။ဖခင်ရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ကိုယ်ရရေးဆက်ထားတဲ့ကျွန်တော်ရဲ့တခြင်းဆိုရဆိုတဲ့တခြင်းလေးကိုကျွန်တော်ဒီဆိုချီးမွမ်းခြင်းပါတယ်။ရှိလေကိုရောရှင်ကျွန်တော်မရှိရင်လုံလောက်ပြီလူတကာလည်းမဝါကြွားစမရှိလေရာခတ်သိမ်းအိုဆိုတော့ရှင်ကျွန်တော်မရှိတယ်ကိုရောသာဖယားစင်တီမြေတမတရားလန်ခီအတလည်းဖြစ်သည်ကိုရောသာချာရာကျွန်တော်ရဲ့ပြရာရာအလုံးထဲနိုင်ကြည်မြတ်ဆိုစံကိုရောရှင်သည်ကျွန်တော်ပြေဆုံးခြင်းကိုရောရှင်သာကျွန်တော်ရဲ့တခြင်းဆိုရာရွှေငွေဘန္တာကုန်စည်စိမ်မရှိလေကိုရောရှင်ကျွန်တော်ပေါ်ကောင်းမြတ်နေစေပါပညာရေးခြင်းပကတနာတွေမရှိလေကိုရောအေး
ချစ်ချင်းမေတ္တာမရောဘူးကိုရောသာဖေးထောက်စင်တီမြေတမရီယာလန်ခီအသက်လက်ဖြစ်သည်ကိုရောသာထောက်ရကျွန်တော်ရဲ့ဖျားရာရာအလုံးထဲ၌ချီးမြှောက်ဆိုစံကိုရောရှင်သည်ကျွန်တော်၏ပြည့်ပြည့်စုံခြင်းကိုရောရှင်သာကျွန်တော်ရဲ့တခြင်းဆိုရာကိုရောသာဖေးထောက်စင်တီမြေတမတရားလန်ခီအသက်လက်ဖြစ်သည်ကိုရောသာထောက်ရကျွန်တော်ရဲ့ဖျားရာရာအလုံးထဲ၌ချီးမြှောက်ဆိုစံကိုရောရှင်သည်ကျွန်တော်၏ပြည့်ပြည့်စုံခြင်းကိုရောရှင်သာကျွန်တော်ရဲ့တခြင်းဆိုရာကိုရောရှင်သည်ကျွန်တော်၏ပြည့်ပြည့်စုံခြင်းကိုရောရှင်သာကျွန်တော်ရဲ့တခြင်းဆိုရာအာမင်ရောက်တဲ့ဖျားရှင်ကောင်းချီးပေးပါစေ